အမေရိကန်က Greenland ကိုကျူးကျော်တိုက်ခိုက်မယ်ဆိုတဲ့ချင်းချောက်ပြောဆိုမှုတွေတဖြည်းဖြည်းအရှိန်မြင့်လာနေတာကြောင့် Greenland မှာပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ဖို့ဒိန်းမတ်ရဲ့မဟာမိတ်ဂျာမနီကနေဒါနဲ့နယ်သာလန်နိုင်ငံတို့ကတပ်ဖွဲ့တွေဆေလွတ်နေပါတယ်။ အမေရိကန်ဒုသမ္မတ JD Vance နဲ့နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့ဒိန်းမတ်နဲ့ Greenland အရာရှိတွေနဲ့ဇန်နဝါရီလ14ရက်နေ့ကဝါရှင်တန်ကသမ္မတအိမ်ဖြူတော်မှာပြုလုပ်တဲ့အဆင့်မြင့်တွေ့ဆုံမှုအဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက်အခြေအနေဟာပိုပြီးတော့တင်းမာလာတာပါ။တွေ့ဆုံမှုဟာအခြေခံအချက်တွေအပေါ်သဘောတူညီမှုမရဘဲပြီးဆုံးသွားတယ်လို့သမ္မတအိမ်ဖြူတော်ကပြောပါတယ်။သမ္မတဒေါ်နယ်ထရမ့်ကလည်း Greenland ကိုအမေရိကန်ပိုင်မဖြစ်ဘူးဆိုရင်ကျန်တာတွေကိုလက်မခံဘူးလို့အဲ့ဒီအဆင့်မြင့်တွေ့ဆုံမှုမတိုင်ခင်နိုင်ပိုင်းအလိုဇန်နဝါရီလ14ရက်နေ့မှာပဲလူမှုကွန်ရက်ကတဆင့်ချင်းချောက်ရေးသားခဲ့ပါတယ်။အခုရောက်လာတဲ့ဂျာမနီနယ်သာလန်နဲ့ကနေဒါ၃နိုင်ငံတို့အပြင်ဒိန်းမတ်ရဲ့တခြားမဟာမိတ်တွေဖြစ်တဲ့ပြင်သစ်ဆွီဒင်နဲ့နော်ဝေနိုင်ငံတို့ကလည်းပါဝင်ကြမှာဖြစ်ပါတယ်။ဒါဟာနေတိုးရဲ့အစီအစဉ်မဟုတ်ဘဲပါဝင်တဲ့တနိုင်ငံချင်းစီကကိုယ့်အစီအစဉ်နဲ့ကိုယ်စုပေါင်းလှုပ်ဆောင်ကြတာလို့ပြောပါတယ်။ Greenland တီရှိယာမြောက်ဝင်ရိုးစွန်းဒေသမှာတပ်ဖွဲ့တွေတိုးချပြီးစီးရေးလေ့ကျင့်မှုဘယ်လိုလှုပ်ဆောင်နိုင်မလဲဆိုတာကိုဒိန်းမတ်နဲ့သူ့ရဲ့မဟာမိတ်နိုင်ငံတွေလာမယ့်သတင်းပတ်တွေအတွင်းနီလန်းရှာကြမှာဖြစ်ကြောင်းဒိန်းမတ်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။သမ္မတထရမ့်က Greenland ကိုအမျိုးသားလုံခြုံရေးအတွက်အလို့ရှိကြောင်းဖိအားပေးပြောဆိုလာနေတာကြောင့်ဒိန်းမတ်ကလည်း Greenland မှာပြီးခဲ့တဲ့ရက်ပိုင်းကတပ်ဖွဲ့တွေကိုတိုးချဲ့ချထားပြီးဖြစ်တဲ့အပြင်အခုစီးရေးလေ့ကျင့်မှုအတွက်လေယာဉ်တွေစစ်သင်္ဘောတွေတပ်ဖွဲ့တွေကိုထပ်မံဆေလွတ်မယ်လို့ပြောပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်းလိုက်ပါ